တရားလည်းပဲဟိုကနေ့တကူဆိုတော့ကြာပြေးနေတယ်ဟိုမှာမိန်းကလေးတယောက်ခေါ်ထားလိုက်ပတ်တိုင်းစင်းမညနေပိုင်းအခုမှပတ်စံ2000 3000လောက်ရတယ်3-5ရက်ဘယ်သူတို့ဟိုရင်တော့မှ UN မှာဒီကောင်တွေ Hong Drive မှာနေတဲ့ကောင်တွေဘုံကျောင်းမှာနေတဲ့ကောင်တွေတကယ်ချင်းနေတုံးဆရာကြီးလိုပြစ်နေတယ်အဲလည်းမုံမျိုးသားနေလဲ2ရက်နားလိုက်ခဏကန်းနီစုံညီပွဲတော်လဲနားအောင်မယ်ဟာမင်းကမဟုတ်တော့ဘူးလေကွာငါဒီမှာနှစ်တကူတယ်ကွာဒီနေ့ပတ်စံရှာမယ်မင်းလည်းလာစားရအောင်ငါလည်းနည်းနည်းရအောင်ကြိုလည်းမပြောညနေပိုင်းသွားလိုက်ရောညနေရောက်ငါမင်းပတ်စံ900ပေးလိုက်ပြန်မလာနဲ့တော့15ရက်လောက်ပဲ2020ပေးလိုက်သူပြင်းနေအားလုံးကလေးတွေပြင်းနေကြပြီအေးဂိမ်းရှော့အပြောရမင်းအခုအလုပ်လုပ်ကောင်းတယ်မင်းတို့ကောင်းတယ်တော့ sorry bye bye လို့မင်းမနိုင်ဘူးလေဖေရတယ်နှစ်တကူဒီမှာသူများတွေအလုပ်နားတဲ့ချိန်ကိုပတ်စံရတဲ့ချိန်ဒီချိန်မှပတ်စံရနောက်ကန်းနီစုံညီပွဲတော့သွားမှာဟာမင်းရတယ်ကြိုလည်းမပြောကြိုပြောလည်းကြပေးမသွားအောင်ဘာဖြစ်နှစ်တကူမှပတ်စံဆရာရမှာလေနောက်တကြံဒါမင်းတကြံစီးအောင်မယ်ဘုံเจ้าမှတကြံစီးနေတကြံပြီးဘုံเจ้าမှနောက်ပါလေတင်မောလို့မယ်အဲ့ဒါရှိတယ်သူတို့မှာဟာဘုံเจ้าအစ်ငားရတယ်လေအိန္ဒိယဘုံเจ้าနဲ့အကြီးကြီးငားရတယ်ဟာအဲ့မှာပျော်ပွဲစင်ပွဲကြီးကြီးတဲ့လုပ်ပြမဒီပါဘူးဘုံကြီးခက်ငယ်ငယ်ပဲမိုးရီတို့အရွယ်လောက်ပဲရုပ်ခပ်ပြောက်နေတယ်ပတ်စံမနေဦးရတာပဲဟောပတ်စံနည်းနည်းတော့မဟုတ်ဘာလို့မှမသိဟိုအောက်ပိုင်းကဆွဆွဲပြီးပြောနေကြတာပဲဟုတ်လားမဟုတ်လားတော့မသိအေးပါတကားကင်ငိုင်းတော့အဲ့ဒါအရင်မုံယုံမှတူနေတယ်အပေါ်တန်းအောက်တန်းတော့မုံယုံနဲ့ပါပြစ်လည်းမသိဟောင်းဒရိုက်နဲ့ပါပြစ်လည်းမသိအဲဘုံကြီးပြေးရတယ်ဘုံကြီးမှအကြောင်းတစ်ကြောင်းပြန်ငားတော့ပေါ့နော်အိန္ဒိယအကြောင်းနဲ့အကြီးကြီးမြေပနေကလည်းမသိဒီအကြောင်းမှာငားတော့ပေါ့နော်နားလည်းမှုလည်းနေကြတော့ဒီကပြန်ပြင်ကြောင်းလေးပြန်ဆောက်အောင်ကြီးကြီးကျယ်လို့ဒီမှာနေပတ်စံရတယ်လေများတဲ့လူကလေးမနေ့ကလည်းဥတိမေမြီးတို့ဘာတို့ပစင်းတယ်လားမသိငါသွားလို့မအောင်စိတ်မဆိုးနဲ့လို့ပတ်စံတရားထဲတော့ပြီလားမိုင်းလိုက်နောက်တန်သေးကလည်းခိုင်ဦးနဲ့ကွဲသွားပြီခိုင်ဦးလည်းနောက်မိမယူလိုက်ပြန်ပြီတဲ့အေးခိုင်ဦးသူလည်းနောက်မိမတယောက်တည်းယူလိုက်ပြီဒါပေမဲ့တန်သေးသူခြံထားလိုက်အယောသူကလေးကြီးကုန်ပြီလေသူကလေးလည်းလှုပ်တယ်မိုးရီတို့မှအမြယောက်သားလေးရဲ့အမှလို့မိုးရီတို့ပဲခြံမလားသူပတ်စံရတယ်လာရောရတယ်နောက်အင်္ဂလိပ်တွေမသိလားတဲတောင်မြေမှာထိုင်လေထီးတွေခုံတွေခင်းမိတယ်ဘာညာပေါ့နော်ဆဲတို့လိုကန်းချီတွေမှာဘူးလေ
ကြာပြီလေဟိုမှာသူရောက်ဖပြောမှငါရောက်ဖတကောင်မရောက်တော့ရောက်လာတယ်ကြာပြီတဲ့တော်တင်နဲ့ကြွားမှကြည့်နေပါ Hello Winston ဒါ Winston တကကြီး ကလာစကားလေးနည်းနည်းကြက်ထားရလေကလာလေးကြက်တရုပ်လေးကြက်နေတယ်ဗာပြောသစံစေးရောင်းရကြက်ကီယိုမှရောင်းနေတယ်လို့ပဲအဲ့လိုဒီဇိုင်းလုပ်နေရတရုပ်မှလည်းပေါ်ရမရငါလည်းပေါ်လို့ပေါ်တချို့လူတွေမပေါ်ရဲဘူးဒီမှာပေါ်ရတယ်ကိုပေါ်လို့မရမရမလဲကြက်ကီယိုလိုပဲခေါ်တယ်ဒီဆိုင်မဆိုင်ကြီးလေကြီးလုံးဝပြောမင်းမြန်မာတော်တော်လဲတဲ့ကောင်လေပြောတော့မင်းတို့တရုတ်နောက်မဲ့ငါလိုက်စားရတယ်လို့မင်းတို့ဒီဘက်တော့ဘိုင်းမစားခဏမစားပါကြက်တီးရမနဲ့မထောင်ပဲတယောက်ပဲရတယ်မင်းတို့တယောက်ခေါ်လိုက်နည်းနည်းတက်ပါတက်သားတွေပဲပြီးတယ်ပြတ်တယ်ကွတ်တာတီတော့အလူယူလာပြီအလူယူပဲမယူဘယ်လိုလုပ်မလဲတော့အဲ့ကဆိုရမလဲတော့လာဘယ်ဘူးဗရာနေရောတယောက်လည်းလို့မသိနိုင်ဘူးလုံရင်တပိုးဆိုတော့နောက်မသိ
တယောက်တည်းဆိုဈေးရောင်းကောင်းတော့ခွေးဒီကောင်ကကြော်တယ်ကောင်ကဒီကောင်ဈေးကြီးတယ်ဝယ်ရတယ်အခါဝယ်400 500 200ကျော်တယ်ဆိုတော့ဝယ်ရတယ်အရင်ကအသားတွေဟိုကောင်ကြတော့တိုင်ချောင်းဒီလိုညောင်းကောင်းတော့လည်းမလဲဘူးလို့ရတယ်ကောင်းကောင်းလည်းများများဝယ်ရတယ်